လို့ဒီနေ့နေရောပေါ့နော်ချောင်းလာရင်လည်းတကယ်ချင်းနဲ့တွေ့ဖို့သူ့မွေးနေ့မှာပေါ့နော်တကယ်သူ့မွေးနေ့မှာပေါ့နော်ဒီနေ့တွေ့ဖို့ထိန်းထားပါတယ်သူကတော့ဘယ်လိုကနေလာတာဆိုတော့ဒီမနေ့ကရောက်တယ်တိုင်းမဲ့သူနောက်ကျမှရောက်တာဆိုတော့ဒီနေ့တွေ့မယ်လို့ပြောထားတယ်နော်သူတွေ့လည်းလက်ဆောင်တွေလည်းဝယ်ထားပါတယ်သူတော့ဆိုတော့ချောင်းအရင်ဆုံးလာတာပေါ့နော်ချောင်းကမနေ့9 နာရီကနေနေ့လေ10 နာရီထိဆက်တိုက်ပေါ့နော်နှစ်ချိန်အဲ့ဒါပြီးမှသူနဲ့တွေ့ပါမယ် finally နောက်ဆုံးတော့ကြောင်းရောက်ပါပြီကြောင်းကတော့15 မိနစ်လောက်တော့လမ်းလျှောက်ခဲ့ရတယ်ပေါ့နော်ဒါကတော့ King Building ပေါ့နော် Strand Campus ဖြစ်ပါတယ်ဒါတော့သူတို့ building နဲ့ဝင်သွားလို့ရှိရင်တော့ရုပ်ထုလေးပါတွေ့ပေါ့နော်ကျန်တက်လီကားနဲ့ပေါ်တက်ပါမယ်ဒါတော့ပေါ့နော်လီယိုတလီကားဆောင်းပေါ့နော်ကျောင်းရောက်တဲ့ကျောင်းပြောပေါ့နော်ကျောင်းရောက်ပါပြီဘာညာတရကားပေါ့နော်ပြီးကြတဲ့ဒါကတော့လီယို6 လာရောက်ပါပြီဒါအခန်းထဲဝင်အခန်းထဲမှာတော့ပေါ့နော်ဘူးမှမရောက်သေးဘူးပေါ့နော်စောထားတဲ့နေစာမများစားရတယ်တော့မဟုတ်ဘူးပေါ့နော်ထိုင်ကုန်ရတယ်ပေါ့နော်ဒါကျောင်းခန်းနေတာတော့ဘူးမှရောက်တယ်ကိုရှိမှ2 ယောက်ပဲရောက်ပါသေးတယ်ဒီလိုနဲ့ပေါ့နော်အဲ့တစ်ချိန်တင်ပြီးရတဲ့ခါကျတော့နောက်တစ်တန်းကူနောက်တစ်တန်း visualization အတန်းပေါ့နော်အဲ့ဒါတစ်ချိန်ပဲတက်ပြီးရောတနာရီပဲတက်ပြီးရောပြန်ခဲ့ကြပါတယ်ပြန်ပြီးရောပေါ့နော်တငယ်ချင်းနဲ့သူကပုံသွားစားရအောင်လို့ပြောတော့ China Town ကို7 မိနစ်လောက်လမ်းလျှောက်ပြီးလာခဲ့ပါတယ်အဲ့မှာဗာရှောက်လုံးပေါင်းဆိုတဲ့ဟာကိုလာစားကြပါတယ်ဆိုင်လေးကချင်းလေးပေါ့နော်ချင်းလေးကိုမှအမှထိုင်စရာထိုင်ဖို့ရာကို15 မိနစ်လောက်ဆောင်းလိုက်ရပါတယ်တစ်လုံးကို3 ပေါင်နဲ့80ပေးရပါတယ်ဆိုင်ကတော့ TikTok မှာနာမည်ကြီးတော့အရန်ကိုမှာပေါ့လူများတယ်ပေါ့နော်ဒီလိုနဲ့ပဲစားပြီးစကားပေါ်ပေါ့နော် do presentation slide ကြောင်းပြီးတော့ပြန်ပါတယ်ဒီနေ့ကတော့လန်ဒန်မှာနေလေးထက်တယ်ပေါ့နော်ဟောပါအခုကတော့စားတော့ပြီးအိမ်မွန်ကျော်နဲ့တွေ့ဖို့ခုသွားပါမယ်ကောက်မရအမြဲတမ်းနောက်ကျရဲခုအဲ့ဒါဆိုစာရထားနဲ့ဆိုမြန်တယ်ခုကလမ်းလျှောက်နေ station ရောလမ်းလျှောက်ရင်ချိန်ကုန်အောင်လို့နောက်မစောဟိုမှာစောင့်နေရမှာကြောင့်မလို့ကဲဒီလိုနဲ့ပဲပေါ့နော်ရထားလာပါပြီရထားတော့ရှိကို6 ဆင့်လား9 ဆင့်လားပြည်စီရပါတယ်ဒီလိုနဲ့ပဲပေါ့နော်ဆိုင်ရှိရောက်သွားပြီဆိုင်ရှိရောက်သွားပြီးအကြာရွယ်အနာမှာစောင့်ဆိုင်နေခုနိုင်ရွယ်45 မိနစ်လောက်ရှိရပေါ့နော်စိတ်ကြီးလဲတိုးရဲပြီးတော့သူတို့လည်းလေစောင့်ကြတော့စားတော့ပြန်တော့မလို့ဆိုလူကပင်ပန်းနေပြီးတော့လေအရင်စိတ်တူတဲ့အကြောင်းလေးပြောနေတာနောက်ဆုံးကြမှာသူတို့ရောက်လာပါတယ်ပြီးတော့လေပေါ့နော်လန်ဒန်မှာလေအဲ့လိုမျိုးလေရက်ွက်ကျမတက်တယ်လို့မျိုးခံစားရတယ်ပေါ့နော်အဲ့လိုတစ်ခါမှမရောက်ဘူး app ထမဆုံးပဲပြီးတော့ပေါ့နော်ဆိုင်ထဲစားရောက်သွားတာအမှပေါ့နော်သူတို့တွေမာတယ်အမှလက်ဖက်တုပ်တယ်ရင်လည်းဆိုင်လက်ဖက်တုပ်မရအောင်ကိုဒါပေမဲ့အမှဆိုင်ကကြောသူတို့စားတဲ့ဟာကိုတုပ်ပေးလိုက်မယ်ဆိုပြီးရောင်းတာပေါ့နော်ဟိုဘက်ကဟာလေးကတော့သူလက်ဆောင်ပေးလိုက်တာပေါ့နော်လီယိုဒီအော်ကနေ lipstick လေးပါပြီးတော့အမှသူမုံဟင်းကားတွေဘာမှစားကြရပေါ့နော်အမှကြာရွယ်နိုင်ရွယ်လောက်နေပြီးမှရောက်တာဟိုထမင်းပေါင်းနေရောဘာရောလီရောတခုမှမစားဘူးပေါ့နော်မကြိုက်လို့ပါဆိုင်ကလေးစားလို့လည်းမကောင်းဘူးမတက်ရက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့လီရောမစားပါဘူးပြီးတော့လီရောကွက်နဲ့ကိုအိမ်မှာလည်းချက်စားတယ်ဆိုတဲ့ခါကျတော့မစားဘူးပေါ့နော်အမှနောက်ဆုံးသူတို့စားပြီးသွားပြီအမှကြည်လိုက်ပေါ့နော်ကြက်သားဆိုလည်းမကြက်ဘူးအမှသွေးတွေနဲ့အဲ့လိုမျိုးလီရောကိုကာကိုလာလေးပဲတောက်ပါတယ်စားပြီးတော့ပြန်ပါတယ်ပေါ့နော်သူတို့ပေါင်း140လောက်ရှင်းလိုက်ရနောက်ဆုံးမှရွှင်အေးရောတောက်ကြရည်သူတို့ကမပြီးနိုင်မစီးနိုင်အဲ့အကြာကြီးပဲအဲ့ဟာပြီးတော့ပေါ့နော်သူတို့ကအနားနေအဲ့လို vintage shopping အဲ့လိုဘယ်လိုလဲမသိပါဘူးလီယိုတစ်ခါမှမရောက်ဘူးပေါ့နော်အဲ့ဒါတွေယူသူတို့သွားကြတယ်အဲ့ဒါကြီးလည်းအကျယ်ကြီးပဲပေါ့နော်ဒီလိုဈေးတွေကလည်းကြီးလိုက်တာ vintage ဆိုပြီးတော့ပေါင်100 200ကြီးပေးရတာပေါ့နော်အဲ့ဒါယူမှလည်းပတ်တက်ပြီးနိုင်ရွယ်45 မိနစ်လောက်ကြာတယ်အဲ့လိုမျိုးအမှလည်းအချိန်ကြီးကုန်ပေါ့နော်အမှပါဟုတ်တယ်ဟိုကြီးတီကြီးအမလည်းချစ်ဆက်အဲ့နဲ့ပေါ့နော်ပြီးရတဲ့ခါကျဒီကအဲ့လိုမျိုးပူတာလေးတောက်ချင်နေပေါ့နော်မြစ်တီလေးတောက်ချင်နေဆိုအဲ့တရုတ်လက်ဖေးဆိုင်ဆိုတာမျိုးခေါ်သွားတာအမှတရုတ်လက်ဖေးရေထိုးရေစားနေပေါ့နော်ဆိုင်ကြီးကတော့ချစ်စရာလေးမစိုးပါဘူးအဲ့လိုမြန်မာလက်ဖေးဆိုင်လေးရောက်သွားတဲ့ feeling လေးတော့ရတယ်ပေါ့နော်အမှဆိုင်ကြီးကအဲ့လိုအောက်ပြီးလေးကိုဆင်းသွားပြီးတော့ထိုင်ရတာ
အဲ့ပြီးနောက်ဆုံးတော့အမလီယိုမှာထားtoast လေးပေါ့နော်သူခြားထဲမှာမြေပဲအနှစ်လေးတွေလည်းညက်ထားတယ်ပေါ့နော်အမစားပြရောစားပြပြီးတဲ့ခါကျတော့ငါဘလော့ရိုက်နေပေါ့ဆိုပြီးစားတာအမစားရင်းနဲ့အမခြားထဲမြေပဲရက်ပုတ်ဆိုပြီးပြုတ်ကြသွားပြန်ရောဘလော့ရိုက်ပြတဲ့ခါကျမှပြုတ်ကြအဲ့ပြောလို့မျိုး coffee လေးတောက် coffee လေးအဲ့လိုမျိုးဘယ်လိုပြော coffee လေးရတယ်တောက်လို့တော့ကောင်းတယ်ဖန်ဖန်လေးနဲ့ပေါ့နော်အဲ့လိုနှုတ်စီလေးနဲ့ဆိုရင်တော့အဲ့လိုမျိုးဖန်ချိုစိမ့်ပုံစံမျိုးတွေပေါက်သွားမှာပေါ့နော်မစိုးပါဘူးကောင်းပါတယ်ဟိုဟာလေးကတော့coffee ဟိုဟာလေးကတော့ coffee မဟုတ်ဘူးလက်ဖေးကြီးပေါ့နော်လက်ဖေးကြီးလေးကတော့9ပေါင်9မသိပြီ9ပေါင်ခွဲ toast လေးကကျော်10ပေါင်ကျော်အဲ့လိုမျိုးပေးလိုက်ရမစိုးပါဘူးစားလို့တော့ကောင်းတယ်ဗိုက်ပြေသွားပြီပေါ့နော်ပြီးတဲ့ခါကျတော့ဘလော့လေးရရင်းနဲ့သူတို့နဲ့ဟိုပေါ်လေးပေါ်ပေါ့နော်ဟိုကြောက်ပြောဒီကြောက်ပြောရင်းနဲ့အမစားရင်တောက်ရင်ချိန်နေကုန်ပြီးတော့ပေါ့နော်ရှိလီကနေဘတ်ကာစီးပြီးတော့Tottenham Court Road သွားမယ်ဆိုပြီးတော့သူတို့ကအမဈေးဝယ်ပါညာသွားကြမယ်ဆိုရင်ကားပေါ်တက်ပြီးတော့အမကားစီးပေါ့နော်ခုကတော့ဘတ်ကာနဲ့စီးပြီးတော့ပေါ့နော်နိုင်ဝဲလောက်စီးလိုက်ရခေါင်းလေးလည်းတော်မူးရဲ့ကားမူးတာပေါ့နော်လူကလည်းပင်ပန်းလူကလည်းတော်ထားဆိုတော့လေကားမူးရဲ့အခုချိန်ပင်ပန်းနေတော့ပိုမူးEngine လို့နဲ့သူတို့တွေလည်းပင်ပန်းနေကြအဲ့ဒီပြန်ချတော့မယ်လို့ပြောသူတို့စားသူတို့တွေအားဆွဲတွေရှိနေကြပြီးတော့ပြန်ချမယ်လို့ပြောတယ်ဟိုလည်းပြန်มาဥပ္ပ station သွားနေပါတယ်ကဲတငယ်ချင်းမွေးနေ့မှာဗာပြောစင်လဲရှမ်းအင်းနေပါ calf နဲ့အောက်ကခေါင်းလို့တဲ့ မွေးနေ့မှာအရန်နေကမှာ ဆောင်းလို့မသိကြတော့ကျွန်တော်အရင်အေးနေပါပြီ ကဲ25နှစ်ပြည့်သွားပြီဆိုအပြိုကြီးစီးနေဝင်သွားပြီပေါ့နော် ဆောင်းကြည့်ပေးပါ ဆက်လက်ဆောင်ကြည့်ပေးပါ ဆောင်းလည်းမသိဘူးဆက်လက်ဆောင်းကြည့်ပေးပါ ဟဲ့ဒါဖေးသွားတာလေ ငါလေ ပြောငါစိတ်ညစ်တာဟေး နာမသိ ဒါမသိ ခွေးတော့ကခွေးလေးနာမည်ကလူကြောင်းကြောင်း အဆိုရင်တကယ်ချင်းလေးမွေးနေ့မှာပျော်ရွှင်ပါစေ ကျေးဇူးတင်ပါတယ် ပြန်มาတော့မယ် ဟုတ်ပါပြီ See you tomorrow ပါ ဆောင်းယူခဲ့ပြီလို့လည်းကျေးဇူးတင်ပါတယ် ဒီမှာချစ်ဆုံးတငယ်ချင်းလေးကိုလက်ဆောင်လေးပေးပါတယ်ဒီနှစ်တော့ လုံးနဲ့ပါအရင်ပြောသွားပါတယ် ပြောပါရဲ့ ကျွန်မလက်ဆောင်ကိုင်းထားတာလုတ်ပါဘာမှမတော့ကျွန်မမမြင်ဘူးကျွန်မမသိ ကဲလို့နေပဲပေါ့နော်လီကလည်းအရန်ကြီးခေါင်းနေမူလို့ဆိုပြီးတော့ငယ်ချင်းပြန်တော့မယ် see you ဆိုပြီးတော့အဲ့ဒါပြန်ခဲ့ပါတယ်ဘလော်လီယာဒါပါပဲ see you bye